ကွန်တိန်နာတစ်လုံးကိုတာမန်ဈေးကပလင်းခွန်ဖော်ကြီး3000ပဲရှိတာဒါပေမဲ့ပြန်သိမ်းရင်တန်160တောင်ရမယ်ဆိုပဲကောင်လေးရုတ်တရက်တူးလက်ချောင်းကနေထူးဆန်းတဲ့စွမ်းအားတွေထွက်လာပြီးစကင်ဖက်လိုက်တာနဲ့ဈေးနှုန်းတွေတန်းမြင့်နေရတာဗျာတကယ်ကြီးငါအစွမ်းတွေရသွားတာလားပေါ့အဲ့ဒီအချိန်မှာပဲအလှမယ်မမတယောက်ကစင်ဘော်ကနေလီလံပွဲစပြီးဆိုပြီးကြီးညာတာပေါ့ပင်လယ်ထဲကဆယ်ယူထားတဲ့ပိုင်ရှင်မဲ့ကွန်တိန်နာရှစ်လုံးတစ်လုံးကိုအစဈေး3000နဲ့ကောင်လေးကတော့စိတ်ထဲမှာဒါကွန်တိန်နာလီလံပွဲပေါ်လေတန်းနဲ့ချီတန်တာကြီးကိုအထဲမှာဘာတွေပါလို့အဲ့လောက်တန်နေရတာလဲဆိုပြီးတွေးနေတာသူ့ဘေးကကောင်မလေးနဲ့ဘော်ဒါကတော့ဟေ့ကောင်ရှောင်းဖန်ငါတို့ကပွဲကြည့်ုံလာတာနော်ရမ်းမဝဲနဲ့နင်းတင်ထားတဲ့ရှေးဟောင်းပစ္စည်းဘာသာရက်နဲ့ဒါနဲ့မတူဘူးကံပေါ်ပဲမူတည်တာဆိုပြီးတားတာပေါ့ဒါပေမဲ့ကောင်လေးကဂယုမဆိုင်ပါအုံနောက်မချောက်ပဲမမဒီကွန်တိန်နာကို3000ပေးမယ်ဆိုပြီးတန်းអော်တော့တာပဲသူ့ဘော်ဒါကြီးကလန့်သွားပြီးဟာရှောင်းဖန်မင်းဘာမှမသိပဲနဲ့လေလံလိုက်អော်နေတာလားဆိုတော့ကောင်လေးကခေါင်းကုပ်ပြီးဟဲအခုတော့တကယ်တိသွားပြီတဲ့အဲ့ဒီမှာတင်ထိတ်စီးကအဝေးစားတန်တန်နဲ့လူကြီးတယောက်က4000နဲ့ကောင်လေးကမလျှော့ဘူး1000နဲ့ဗျာကောင်မလေးခမမျက်နှာကြီးမဲ့ပြီးအေးပါဟာငါဘာမှမပြောတော့ဘူးပေါ့ဒါပေမဲ့ဟိုဘက်ကလူစိုးပုံစံနဲ့ CEO စူးစူးဆိုင်ဆိုင်ကြည့်လာတဲ့အဖိုးကြီးက1000ကောင်လေးမင်းကမျက်နှာစိမ့်ပါလားဘဲကလည်းဒီကွန်တိန်နာကိုငါဒီနေ့အပိုင်လိုချင်တယ်ငါမျက်နှာထောက်ထားစမ်းပါဆိုပြီးကျင်းတာပေါ့သူ့ဘော်ဒါကလည်းခေသူမဟုတ်ဘူးမင်းမျက်နှာမဟုတ်ပဲအဖိုးမျက်နှာလာပြနေလဲမရဘူးကွာအေးအစွမ်းစားနဲ့ပဲစကားပြောမယ်ဆိုပြီးပြန်စော်တာပေါ့အဖိုးကြီးလည်းဒေါသထွက်ပြီးကောင်းပြီလေမင်းတို့မှာဘာအစွမ်းအစားရှိလဲငါကြည့်တာပေါ့တဲ့ကောင်လေးကအေးစစ်စစ်ပဲတသိန်းနဲ့ဗျာဘေးကလူတွေအကုန်လန့်ဖြတ်သွားပြီးဟေ့ကောင်မင်းယူနေတာလားသူများတွေတမယိုးမှ1000စီတိုးနေတာကိုမင်းကတန်ပြီး1000ကနေ3သိန်းခုန်တက်လိုက်တာလားကြည့်ရတာအတွေ့အကြုံမရှိတဲ့ကြက်ပေါက်စလေးပဲဒီနေ့တော့ခွေးချေတုံးပဲထွက်လာတာကိုငါစောင့်ကြည့်ရမှာလားပေါ့ဆိုပြီးလောင်ကြတော့တာကောင်မလေးကစိတ်ပူပြီးသွားတာတော့ကောင်လေးကစိတ်ချစမ်းပါငါမှအစီအစဉ်ရှိတယ်ဆိုပြီးလက်ကိုစုပ်ကင်ထားလိုက်တယ်လေလံမှုမမကလည်းကဲတသိန်းထပ်တိုးမဲ့သူရှိသေးလားဆိုတော့ဟိုဘိုးကြီးကထပ်တိုးစရာလိုသေးလို့လားအဲ့လောက်ဈေးကြီးပေးဝယ်တဲ့သူကအယူပဲအထဲမှာရတနာတွေပါတယ်ထင်လို့လားအဝတ်ဟောင်းတွေပဲထွက်ပါစေလို့ငါဆူတောင်းပေးလိုက်မယ်ကောင်လေးမင်းတေချာလို့လားဆိုပြီးထပ်ဟောက်တာပေါ့ကောင်လေးပေါ်တာကဒေါသထွက်ပြီးကင်ဖို့လို့တော့ကောင်လေးကတားလိုက်တယ်နောက်ဆုံးတော့ကောင်လေးပဲတသိန်းနဲ့ရသွားတာပေါ့အဲ့ဒီအချိန်မှာကောင်မလေးကကတ်တစ်ခုထုတ်ပေးပြီးဒါငါနှစ်ပေါင်းများစွာစုထားတဲ့မုတ်ဘိုးတွေပါတန်းကနန်းလောက်တော့ရှိတယ်ရောသုံးလိုက်ဆိုတော့ကောင်လေးကစိတ်ထဲမှာဟောဒီကောင်မလေးကတထေးမလေးပါလားလို့တွေးလိုက်မိတယ်ဒါပေမဲ့သူ့ပေါ်တာကလည်းငါကပ်ပဲရိုက်လိုက်ပါငါမှာတစ်လကို3000မကတဲ့မုတ်ဘိုးတွေရှိတယ်ဆိုပြီးကတ်ထုတ်ပေးပြန်ရောကောင်လေးကတော့မလိုပါဘူးငါเจ้าတုံးကအချိန်ပိုင်းလုပ်ပြီးရှာထားတာတွေရှိပါတယ်တက်တာပဲမြန်မြန်ခွင့်ရအောင်ဆိုပြီးကတ်နဲ့တန်းရှင်းလိုက်တယ်ဘေးကလူတွေလည်းဟာဒီကောင်လေးတသိန်းနဲ့ဝယ်လိုက်ပြီးလာကြည့်ကြစမ်းဘာတွေထွက်လာမလဲဆိုပြီးဝိုင်းအောင်လာကြတာပေါ့တောက်ပိုင်ရှင်ကကွန်တိန်နာတောက်ကြီးကိုတန်ဖြက်ကတ်ကြီးကြီးနဲ့ထည့်လိုက်တဲ့အချိန်အားလုံးကရတနာတွေထွက်လာတော့မယ်ဆိုပြီးရင်ခုန်နေကြတာဂလောက်ဆိုပြီးတကားပွင့်သွားတော့ဟာဗျကွန်တိန်နာအပြည့်ခီးဆောင်တက်တာတွေကြီးပဲဟိုဖိုးကြီးကအားရပါရရေပြီးငါပြောသားပဲအထုပ်တွေအပြည့်ပဲမြန်မြန်ဖွင့်ကြည့်ကြစမ်းအဝတ်ဟောင်းတွေကြီးပဲမဟုတ်လားဆိုပြီးလောင်တော့တာသူ့ဘော်ဒါကမင်းပါရတာလဲအထဲမှာပတ်စံတွေအပြည့်ပါရင်ပါမှာပေါ့ဆိုပြီးတစ်တာတစ်လုံးကိုဆွဲထုတ်ဖွင့်ကြည့်လိုက်တာအထဲမှာအဝတ်စားတွေကြီးပဲဗျာလူတွေအကုန်လုံးဟားကနေဖြစ်သွားတာပေါ့ကောင်လေးကတော့သူ့စွမ်းအားနဲ့တစ်တာတွေကိုတစ်လုံးချင်းစီလိုက်စကင်ဖက်ကြည့်နေတာ350 920ဟာဘာမှမတန်ပါလားယင်းနှီးထားတဲ့1.6ဘီလီယံတန်ပစ္စည်းကဘယ်တစ်တာထဲမှာရှိနေတာလဲဆိုပြီးခေါင်းချောင်းနေတာပေါ့အဲ့ဒီအချိန်မှာကောင်မလေးကတစ်တာအဟောင်းကြီးတစ်လုံးကိုမနိုင်မနှင်းမလာပြီးဟေ့ကောင်တွေဒီတစ်တာကတော်တော်လေးတဲ့အထဲမှာယတနာတွေပါနိုင်နေဆိုပြီးလာပေးတာအဖိုးကြီးကတော့ယတနာဟုတ်လားအဲ့ဒီတစ်တာစုပ်ကြီးတွေကယတနာထွက်ရင်ငါအဲ့ဒီနေရာမှာတင်ဒီတစ်တာကိုဝါးစားပြမယ်လို့ကြွေးကြော်လိုက်တယ်ကောင်လေးကစနစ်ကတော့တန်း100ကျော်တန်းတယ်လို့ပြောထားတာပဲဒီအလေးဆုံးတစ်တာထဲမှာရွှေချောင်းတွေများပါနေမလားဆိုပြီးရင်ခုန်စွာနဲ့တစ်တာကိုဖွင့်လိုက်တဲ့အချိန်ဝင်းကနေဆိုပြီးအလင်းရောင်တွေထွက်လာတော့တာပဲဘေးကဝိုင်းကြည့်နေတဲ့သူတွေအကုန်ဟာဘာတွေလဲမတူကြနဲ့လေထဲမှာဘာတွေလဲဆိုပြီးရုပ်ရုပ်တဲတဲဖြစ်သွားကြတယ်ဟိုဖိုးကြီးလည်းမျက်လုံးကြီးပြူသွားပြီးဟက်တစ်တာတစ်လုံးလုံးရင်းနှီးမြုပ်နှံမှု3တန်ထဲတွေကြီးပဲလားတဲ့သူ့ဘော်ဒါကတန်ချောင်းကြီးကိုကန်ကြည့်ပြီးဟာကွာတန်တယ်ရီကြီးပါပဲဆိုဘသူကများဒီလိုမျိုးတစ်တာတဲ့တန်ချောင်းတွေတောက်အားရပြီးထည့်ထားတာလဲဆိုပြီးအော်လို့တာပေါ့ဗျာဟိုအထားစတိုင်နဲ့အဖိုးကြီးကခနဲ့တဲ့ရေပြီးဒီကွန်တိန်နာတစ်လုံးလုံးမှတန်ဖိုးကအနည်းဆုံး800ပဲရှိတာပါဗျာကောင်လေးမင်းကတော့ကန်ကောင်းလိုက်တာဆိုပြီးလှောင်လိုက်တော့တာပဲကောင်မလေးကအထက်ကတစ်တာတွေကိုလိုက်စစ်ရင်ရှောင်းဖန်ရှိသမျှတစ်တာတွေအကုန်လုံးဒီမှာပဲဆိုတော့လေလံမှုမမကတန်းကျင်ညာတော့တာပေါ့ကဲဒီလူကြီးမင်းဝယ်လိုက်တဲ့ကွန်တိန်နာထဲမှာတန်ချောင်း80ပေါင်အဝတ်ဟောင်းတွေနဲ့တစ်တာ36လုံးပါပါတယ်စုစုပေါင်းတန်ဖိုးကတော့ရွှန်800ပါဘေးကလူတွေအကုန်လုံးဟာဟာဟာဆိုပြီးအားရပါရလောင်ကြတာပေါ့ကောင်လေးခမညာကောင်းကြီးကိုကင်လိုက်ပြီးစိတ်ထဲမှာဟာစနစ်ကငါ့ကိုဒီတစ်တာတွေနဲ့အဝတ်စုပ်တွေရဲ့တန်ဖိုးက1.2ဘီလီယံရှိတယ်လို့ပြောထားတာလေဒါကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါပေမဲ့စနစ်ကတော့လုံးဝမဟုတ်ဘူးဆိုလိုတာကဒီတစ်တာတွေထဲမှာတန်100မကတန်တဲ့ပစ္စည်းတစ်ခုခုတော့ပါနေတာအသေးချာပဲဆိုပြီးတွေးနေတာဟိုဖိုးကြီးကတော့လက်ကြီးဆန့်ပြီးဟာဟာခုနကတော့ခက်ကြော့ကြော့စတိုင်ထုတ်နေတာတသိန်းတောင်ပေးမယ်ဆိုလားလေဆက်ပြီးလေလံဆွဲပါဦးလားဆိုပြီးထက်လောင်တာပေါ့ကောင်လေးပေါ်တာကတော့ဒေါသထွက်ပြီးသွားစမ်းပါအကြီးကြီးပဲဆိုပြီးအဖိုးကြီးကိုပြန်ဟောက်လိုက်တယ်အဖိုးကြီးကလည်းကိုဘာမှမသိပဲလာဆွဲနေတယ်ဆိုပြီးနှာခေါင်းရှုံသွားရောအဲ့ဒီအချိန်မှာကောင်မလေးကကွန်တိန်နာတောင်းတဲ့ကတက်တာတေးသေးလေးတစ်လုံးကိုတွေ့သွားပြီးရှောင်ခံဒီမှာကြည့်ဦးတက်တာနာလေးတစ်လုံးကြံသေးတယ်ဒါပေမဲ့တော်တော်ပေါ့တယ်နော်ဆိုပြီးယူလာပေးတာအဖိုးကြီးကဒီတက်တာစုပ်ထဲမှာများလားအဝတ်စားနှစ်ထည်ထက်ပိုပါမှာမဟုတ်ပါဘူးလို့တန်းပြောလိုက်တယ်ဒါပေမဲ့ကောင်လေးကသူ့ရဲ့စကင်ဖက်တဲ့စနစ်နဲ့ကြည့်လိုက်တော့ဈေးကွက်တန်မိုးယွမ်3ပြန်ရောင်းဈေး1.6ဘီလီယံကောင်လေးမျက်လုံးကြီးပြူသွားပြီးဟာတွေ့ပြီကွာဆိုပြီးអော်လိုက်မိတယ်ကောင်မလေးကိုယူဒါဘာတစ်စိတ်တက်တာလဲလို့မေးတော့ကောင်မလေးကဒါဟုတ်တစ်စိတ်လေးတော်လေးအဆင်မြင့်မဲ့ပုံနဲ့တော်တော်ဈေးကြီးလားပေါ့ကောင်မလေးကဆက်ပြီး Dow Sport Series လေးမီချောင်းရည်နဲ့လောက်ထားတာဈေးနှုန်းတိကျတော့မသိပေမဲ့ရွှန်သိန်းအောက်တော့မနေဘူးဆိုတော့ကောင်လေးနဲ့သူ့ပေါ်တာတို့ကြောင်သွားကြတာပေါ့ဟာဒီလိုတစ်တာတစ်လုံးနဲ့ကိုတသိန်းကျော်တန်းနဲ့ဟုတ်လားဟိုဖိုးကြီးလဲအတန်ကြားတော့မျက်လုံးပြူပြီးတကယ်ကြီးပစ္စည်းကောင်းပါနေတာလား
ဒါဘလို့လုပ်ဖြစ်နိုင်မှာလဲတစ်တာတလုံးနဲ့ရင်းနှီးထားတာပြန်ရရုံမကဘူးကန်ကောင်းလိုက်တာဆိုပြီးစိတ်တူသွားတယ်ကောင်လေးကကဲဒီလောက်ဈေးကြီးတဲ့တစ်တာဆိုတော့အထဲမှာဘာတွေပါမလဲငါကြည့်ရတာပေါ့ပိုင်ရှင်ကတာမန်လူတော့မဟုတ်ဘူးအန်အောင်စရာတွေပါကောင်းပါလိမ့်မယ်ဆိုပြီးတစ်တာကိုဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့တစ်တာကတော့ခတ်ထားတာဗျကောင်လေးကဘာမှစဉ်းစားမနေပဲဘေးကကြောက်ခဲကြီးကိုဆွဲပြီးဂလိုင်းဆိုပြီးတော့ကိုထုရိုက်ခွဲလိုက်ရောဘေးကလူတွေအကုန်လုံးဟာဒီကောင်လေးယူနေတာလားထုရိုက်ခွဲလိုက်ရင်အထက်ကပစ္စည်းတွေပြက်ကုန်တော့မှာပေါ့ဆိုပြီးអော်ကြတော့တာပဲတစ်တာပွင့်သွားတော့အထဲမှာကွန်ပျူတာစာအုပ်နဲ့စာရွက်စာတမ်းတွေပါလာတယ်သူ့ဘော်ဒါကဟာအကုန်လုံးကလူအုံဆောင်တွေကြီးပဲဒီပစ္စည်းစုပ်တွေကဈေးလည်းမရှိပါဘူးအပိုပစ္စည်းပဲရောင်းလို့ရမယ်ဟေ့ကောင်ဒီမှာကြည့်ဥစာအုပ်ထဲမှာကိန်းကနန်းတွေရေးထားတဲ့ secret password ဘာညာလဲဆိုတော့ဒါဘာအကောင့် password လည်းမသိဘူးနော်ဟိုတုန်းကအင်တာနက်မှာပေါက်သွားတဲ့ bitcoin အကောင့်နဲ့ခေးတွေများဖြစ်နေမလားလို့ကောင်မလေးကတွေးကြည့်တာပေါ့ကောင်လေးကတော့တစ်တာတွေကပစ္စည်းတွေကိုစနစ်နဲ့တစ်ခုချင်းစီလိုက်ဆက်ခင်ဖတ်တော့တာပဲ laptop ရွမ်200 iPad ရွမ်80စာအုပ်ရွမ်300စနစ်မှာပထမဆုံးအကြိမ်ဈေးနှုန်း300ပြနေတာဘောကင်ရွမ်3စာအိတ်ထဲကဘန်ကတ်တွေရွမ်300ဟာဘာမှမဟုတ်ပါလားဘန်ကတ်ထဲပတ်စံတွေရှိနေရင်တော့ဘန်ကတ်ကဘာမှမတန်ဘူးလေဆိုပြီးကောင်လေးစိတ်ပြတ်သွားတယ်အဲ့ဒီအချိန်မှာဟိုအဖိုးကြီးကပြုံးစီစီနဲ့ရောက်လာပြီးကောင်လေးအခုတော့တခုတည်းတော့တန်ဖို့ရှိတဲ့တစ်တာကိုလည်းမင်းထုခွဲလိုက်ပြီးအခုတော့လုံးဝ300ဖြစ်သွားပြီမဟုတ်လားဟာဆိုပြီးလာလောင်တာပေါ့ကောင်လေးကတော့တစ်တာကိုလုံးဝမကျေနပ်နိုင်မဲ့ပစ္စည်းတွေအကုန်လုံးတစ်တာထဲပြန်ထည့်တစ်တာကိုပြန်ပိတ်ပြီးစက်တင်ဖက်ကြည့်လိုက်တော့ဈေးကွက်တန်မိုး1.2ဘီလီယံပြန်ရောင်းဈေး1.2ဘီလီယံနဲ့ဗျာဟာဘာလို့ပစ္စည်းတွေအကုန်ပြန်ထည့်လိုက်ရင်1.2ဘီလီယံပြန်ဖြစ်သွားပြီးပစ္စည်းတွေကိုလိုက်စေရင်ဘာမှမရှိရတာလဲဒါလုံးဝမဖြစ်နိုင်တာဆိုပြီးကောင်လေးကောင်းချောက်သွားတယ်နောက်ဆုံးမှာကောင်လေးကဘန်ကတ်တစ်ခုချင်းစီကိုတေချာပြန်ကြည့်ရင်ဒီကတ်တွေထဲမှာတစ်ခုခုတော့ရှိရမယ်1.2ဘီလီယံဆိုတာဒီကတ်တစ်ခုခုရဲ့တန်ဖိုးပဲဖြစ်ရမယ်ကောင်လေးကစာအုပ်ထဲကရေးထားတဲ့အကောင့်နံပါတ်တွေနဲ့ဘန်ကတ်ပေါ်ကနံပါတ်တွေကိုတိုက်ကြည့်လိုက်တော့ဟာတွေ့ပြီကွဒီစာအုပ်ထဲမှာရေးထားတဲ့အကောင့်နံပါတ်တွေကဒီဘန်ကတ်တွေရဲ့နံပါတ်တွေနဲ့တစ်ထပ်တည်းပဲဆိုပြီးဝမ်းသာအားရអော်လိုက်တယ်ဘေးကလှောင်နေတဲ့အဖိုးကြီးကခနဲ့တဲ့နဲ့ဟက်ဘာရီလာလောက်ပြနေတာလဲဘယ်မှာလဲစာလုံးတွေကိန်းကနန်းတွေနဲ့လှုပ်ထားတဲ့ဘန်ကတ် password ဆိုတာမျိုးရှိလို့လဲဆိုပြီးဝင်စရာလောက်ပြန်ရောဒါပေမဲ့ကောင်လေးကဘန်ကတ်ကိုစာအုပ်နဲ့ရှင်ပြီးစနစ်နဲ့ထပ်ဆက်ကင်ဖက်လိုက်တော့ဈေးကွက်တန်မိုး1.2ဘီလီယံပြန်ရောင်းဈေး1.2ဘီလီယံဟာတေချာသွားပြီပတ်စံတွေကဒီဘန်ကတ်တွေထဲမှာတကယ်ရှိနေတာပဲဒါပေမဲ့ဘာလို့ဘန်ကတ်တစ်ခုတည်းတီးတန့်ကြည့်ရင်တန်မိုးကတူညဖြစ်နေပြီးစာအုပ်နဲ့ပေါင်းလိုက်မှ1.2ဘီလီယံဖြစ်ရတာလဲဆိုပြီးကောင်လေးစဉ်းစားရကျက်သွားတယ်အဲ့ဒီအချိန်မှာသူ့ပေါ်တာကဘန်ကတ်ကိုကင်ကြည့်ရင်ဟေ့ကောင်ရှောင်းဖန်ဒီကက်ကငါတို့နိုင်ငံကဘန်ကတ်နဲ့မတူဘူးနော်ဖေတဲ့မင်းဒါဘာကက်လဲတိလားလို့မေးလိုက်တယ်ကောင်မလေးကဖုန်းနဲ့တန်းရှာကြည့်လိုက်တော့ဒါဆွစ်ဇာလန်ဘဏ်ကထုတ်ပေးထားတဲ့ကက်ပြဆိုတာ Union Bank Private လို့ခေါ်တဲ့ဆွစ်ဇာလန်ရဲ့အကြီးဆုံးတည်တံ့ဘဏ်ကြီးတွေထဲကတစ်ခုပဲလို့ပြောပြလိုက်တယ်ဟာဆွစ်ဇာလန်ဘဏ်ကဟုတ်လားဘော်ဒါဖြစ်သူကအံ့ဩသွားပြီးဆွစ်ဇာလန်ဘဏ်ရဲ့ထူးခြားချက်ကအကောင့်ပိုင်ရှင်နာမည်မပါဘဲလှုပ်ဝက်အကောင့်ဖွင့်လို့ရတာလေကက်နဲ့ password တာရှိရင်ဘယ်သူမှမဆိုပတ်စံသွားထုတ်လို့ရတယ်လို့အားရပါရပြောလိုက်တယ်ကောင်လေးကစာအုပ်ထဲကလက်ရေးတွေကိုကြည့်ပြီးဒီတစ်တာပိုင်ရှင်ကငါတို့နိုင်ငံသားပဲပုံမှန်စီးပွားရေးသမားဆိုရင်တရားဝင်အကောင့်ပဲဖွင့်မှာဒီလိုနာမည်မပါတဲ့လှုပ်ဝက်အကောင့်မျိုးဖွင့်ထားတယ်ဆိုတော့ဒီပတ်စံတွေကမတမာတဲ့နည်းနဲ့ရထားတဲ့တရားမဝင်ပတ်စံတွေဖြစ်ရမယ်လို့သုံးသပ်လိုက်တယ်ဘော်ဒါဖြစ်သူကတော့တဟားဟားရေပြီးဟာဒါဆိုရင်တော့ငါတို့ကန်ပွင့်ပြီပေါ့ကွာဒီလိုမတမာတဲ့ပတ်စံမျိုးကိုပိုင်ရှင်ကလည်းလာတောင်းရဲမှာမဟုတ်ဘူးကက်ကိုလည်းသွားတိုင်ရဲမှာမဟုတ်ဘူးအနည်းဆုံးတော့ဒီထဲမှာတန်း30မကပါမှာအသေးချာပဲငါအခုပဲလေရင်လက်မှတ်သွားဝယ်တော့မယ်ဆွစ်ဇာလန်သွားပြီးပတ်စံသွားထုတ်ကြတာပေါ့ကွာဆိုပြီးတက်ကြွသွားပါတော့တယ်ဗျ